ကဲအားလုံးပဲမင်္ဂလာပါဗျဖူဘော်တဲ့ရဲ့ channel ကနေပြောညီကိုတို့အားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်မနေ့ကကျွန်တော် Chelsea body တင်ပေးခဲ့တာကြိုက်ခဲ့တဲ့ချစ်ကိုရင်းနဲ့ရလိုက်မယ်လို့ထင်တယ်လမ်းလိုက်မယ်လို့ထင်ပါတယ်ဗျကျွန်တော် Telegram မှာလည်းချပေးခဲ့တဲ့ပွဲတော်တော်များများဆိုရင်လည်း okay ခဲ့တာကိုတွေ့ရတယ်ဒါကြောင့်မလို့မ join ရသေးတဲ့ချစ်ကိုတွေရှိရင်ကျွန်တော်ရဲ့ channel လေးကိုလာရောက် join ပေးဖို့ကျွန်တော်ဒီကနေပဲဖိတ်ခေါ်လိုက်ပါစီခင်ဗျ okay ဒီနေ့ညမှာကစားသွားမယ် Premier League 2 share ပွဲအောင်တဲ့ပွဲကိုကျွန်တော်ရဲ့ချစ်ကိုတွေကျွန်တော်ကနေပြီးရွေးချက်30ပေးမှာပဲဖြစ်ပါတယ်ဗျဒီပွဲကတော့ Brighton နဲ့ Crystal Palace ပွဲစဉ်ပဲဖြစ်ပါတယ်အော်ဂျေကတော့ Brighton ကနေပြီးတော့ level 90ရှုံပေးထားတာကိုတွေ့ရတယ်ကိုပေါင်းလေးကတော့389ပေးထားတာကိုတွေ့ရတယ်ဗျဟဲ့တွေ့ရ Brighton က Palace ကို6ပွဲနိုင်10ပွဲစီနဲ့10ပွဲရှုံးနေထားတာကိုလည်းတွေ့ရတယ် Brighton အသင်းနေနဲ့နောက်ဆုံး9ပွဲမှာ2ပွဲနိုင်2ပွဲရှုံးနဲ့3ပွဲစီကျထားပြီးတော့ Palace တို့ကတော့နောက်ဆုံး9ပွဲမှာ3ပွဲရှုံး2ပွဲစီရလက်ထွက်ထားတာကိုတွေ့ရတယ်ဗျ Palace တို့အနေနဲ့ DRD မှာပြိုင်ပွဲစုံ12ပွဲပဲအနိုင်ရရှိထားသေးတယ်အဝေးကွင်းစမ်းဆောင်ရေးကတော့မညံ့တဲ့အနေထားမှာရှိတယ်ဗျ9ပွဲပဲရှုံးနေထားတာကိုတွေ့ရတယ် Brighton အသင်းနေနဲ့ကတော့အိမ်ကွင်းနောက်ဆုံး9ပွဲမှာ4ပွဲအထိတည်ကျထားတာကိုလည်းတွေ့ရတယ်ဗျအိမ်ကွင်းရန်ကောင်းတယ်လို့ပြောရမှာဖြစ်ပါတယ်ဗျတပွဲပဲရှုံးထားသေးတာကိုလည်းတွေ့ရတယ် Brighton တို့အနေနဲ့နောက်ဆုံး9ပွဲမှာပေးကို9ဂိုးနဲ့ရာဂိုး6ဂိုး Palace တို့ကတော့နောက်ဆုံး9ပွဲမှာပေးကို10ဂိုးနဲ့ရာဂိုး3ဂိုးတဲ့ရှိတာကိုတွေ့ရတယ်ဗျခံစစ်မကောင်းသလိုတိုက်စစ်ပိုင်းကလည်းတော်တော်အဆင်မပြေတာကိုတွေ့ရတယ်ကျွန်တော်ကတော့ဒီပွဲမှာ Brighton ကိုပိုကြိုက်တယ် Brighton body ပေးခြင်းတယ်ကိုပေါင်းလေးရဆိုရင်တော့ဂိုးဘော်လေးရွေးချက်ပေးလိုက်ပါတယ်ဗျစောင်းနေချီသွားပေးအတွက်ညီကိုတို့တယောက်ချင်းစီတောင်ကျေးဇူးတင်ပါတယ်ဘွယ်အောင်လေးမောင်ကဲလေးလည်းတင်ဆက်ပြီးတော့မှာမလို့ကျွန်တော်ရဲ့ channel လေးကိုလာ join ပေးပါအောင်ကျွန်တော် channel ရဲ့ link ကိုလည်းကျွန်တော်ရဲ့ bio မှာချထားပေးပါတယ်ဗျဟုတ်ကဲ့ကျွန်တော်ရဲ့ချစ်ကိုတွေလည်းကျွန်တော်နောက်ဆုံးတစ်ခု margin တော့ကျွန်တော် TikTok channel အသစ်တစ်ခုဖွင့်ထားပါတယ်ဒီညပွဲကြီးပွဲအောင်ဖြစ်တဲ့ Liverpool ပွဲကိုလည်းသုံးသက်ပေးထားပါတယ်ဗျကျွန်တော်ရဲ့ comment မှာ account အသစ်ကိုချထားပေးပါမယ်အားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်